ဒီဝဆောင်လေးဒီရလာဆွဲအနိကမင်းချင်တယ်မရဲ့ဒီမှာ哦ဒီလေဒီနေ့အစားလေးလက်ကောက်ခွင့်ရတော့မဟာမရဲ့မရဲ့မနော်မအားမလျှော့လိုက်နဲ့နော်မအားတီလာနော်မပြောင်းလို့ပြောလို့ဖြစ်ချင်တဲ့ဆန္ဒဘာလို့ဒီကောင်ကဒါကြီးလုံလာလို့ရတယ်ဆိုးနေတော့လည်းလာပြီဘာလို့အေးမဟာတဲ့မငါဝင်နေတော့မြင်ချင်တာကောက်ကောက်ဖို့လုံမယ်ကဲလို့ရှင်ပြောရတယ်မတကူကူတိကွာကဲဒီမဲ့ဇာလုံးစားကြီးရတုံးတန်ဘက်ကိုဇာရကုန်တော့ဖြစ်တယ်你没告诉我你非常人你突然上一半你妈的哇မင်းဘာမှဖြစ်ပါဘူးဒါလေးရှင်ပြည့်တဲ့အခါကျရင်မင်းရှင်ဒီမှာဖြစ်မှာပေါ့မင်းနာဟုတ်တာလေမမအဲ့လိုလည်းမပြောပါနဲ့မမမမမမင်းဟာမင်းမတော်ငါကိုလေးရမတော်နေတော့စိတ်ချသွားပြီလားမတော်ရဲ့မတော်要是我叫你们哪里话的哈，你呀哈，我这个里都有那个路你呀嘛的哈，买吧，买吧，你我谁苦没有没哈，我不是你呀，你下来着没啊？你说你看啥的了呀？လာတော့မယ်ဟင်းနေအားလုံးချက်ပြီးမြရဲ့ဒီမှာမပြေးကြိုလေးကပတ်ချန်နေလို့ဟာဒီမှာစင်တင်မယ်မွေးလာပဲကွာအသိနေရတော့ရှေ့ခဏနောက်ခဏမွေးရတော့ပဲအဲ့ကြောင့်လည်းဒီတော့နာမည်ကြီးနေတာဟာသူ့မတောင်းရဲ့လက်ရကိုတိတ်ရအကုန်ဝေရထားတာလေမတောင်းအိုးတကြီးပဲဟောဟုတ်ပါပြီကဲတဲ့ချက်တာပြောတာလည်းပြီးပြီပြင်ဆင်ပြီဆိုတော့ဟိတ်တခါစားပါမယ်ဟုတ်အသိမစားတော့ပါဘူးညဟုတ်တင်းစားမဲ့ဟင်းတွေကိုလေဟိုအိမ်ကိုထည့်ပေးလိုက်လို့ရလား။ဩပြောစရာလူတွေမှမဟုတ်တာ။ယူသားငါချိုင်းနဲ့ထည့်ပေးလိုက်မယ်။ကျေးဇူးပါပဲညရဲ့။ကျေးဇူးတင်ကြမလို့ပါဘူးအသိရဲ့။အခုလိုစုံနေအောင်ချက်ပေးတာဝင်ငါတို့ကကျေးဇူးတင်နေတာ။ညလည်းကျေးဇူးတင်ရမှာပေါ့ညရဲ့။အခုဆိုရင်လေညကချက်ထားသစံလည်းပေးတယ်။ထမင်းလေးကျွေးတဲ့အင်ရှင်တို့ဘာမှရှာလို့တွေ့ပါမလဲလို့။ညနောက်ဆိုရင်လေဘာပဲလို့အသိကိုတတိယရမယ်နော်။စိတ်ချ
င်းနေပါလာတယ်ဒါတော့သမီးတို့တမင်းမစားသေးဘူးမလား လေသိန်းကိုစောင့်နေတာ ဒီလိုဖြစ်ရော မသိပါဘူးလေတဲ့ရနေ့လေကလေးထွက်သွားခုချိန်ကြီးကိုပြန်မလာသေးဘူး ညီတို့အဖေနဲ့တော့ခက်ပါလေကလေးတမင်းစားမှမသိမစားမှမသိအခုချိန်ကြီးကိုပြန်မလာသေးဘူးကဲတောင်းချနေပြီနော်စားလိုက်တော့ ရေတိုင်းနဲ့တူတူစားမယ်လေ ဟုတ်လေးသိန်းကစားလာပြီသမီးရဲ့ ဟုတ်လို့လား လေးသိန်းကဟင်းသွားချက်တာလေစားမှပြန်လာတာပေါ့လို့ကဲတော့နောက်ချနေပြီစားတော့ ဟုတ်ဟုတ် စတိုင်းမေဒီနေ့တော့အတိုင်းစားပြီ တင်းချက်ပြီလားဟဲ့အဲ့ဒါလာတော့မယ် ဟင်းတွေကအားလုံးချက်ပြီမြရဲ့ဒီမှာငပိကြိုလေးတစ်ပတ်ချန်နေလို့ဟာဒီမှာစင်တင်မယ် ကိုယ်လာပဲကွာအသိနေရတော့ရှေ့ကနေနောက်ကနေဝမွေးရတော့ပဲအဲ့ကြောင့်လည်းဒီရောနာမည်ကြီးနေတာ ဟာသူ့မမတောင်းရဲ့လက်ရကိုတင်းရအကုန်ဝေရထားလေမတောင်းအိုးတကြီးပဲဟော ဟုတ်ပါပြီကဲတဲ့ချက်တာပြောတာလည်းပြီးပြီပြင်ဆင်ပြီဆိုတော့ဟိတ်တခိုင်းစားပါမယ် ဟုတ်အသိမစားတော့ပါဘူးညအသိစားမဲ့ဟင်းတွေကိုလေအိမ်ကိုထည့်ပေးလိုက်လို့ရလားဟင် ဩပြောစရာလူတွေမှမဟုတ်တာယူသားငါချိုင်းနဲ့ထည့်ပေးလိုက်မယ် ကျေးဇူးပါပဲညရဲ့ ကျေးဇူးတင်ကြမလို့ပါဘူးအသိရဲ့အခုလိုစုံနေအောင်ချက်ပေးတာဝင်ငါတို့ကကျေးဇူးတင်နေတာ ညလည်းကျေးဇူးတင်ရမှာပေါ့ညရဲ့အခုဆိုရင်လေညကချက်ထားသက်ဆန်လည်းပေးတယ်ထမင်းလေးကျွေးတဲ့အင်ရှင်လို့ပမာရှာလို့တွေ့ပါမလဲလို့ညနောက်ဆိုရင်လေဘာပဲလို့အသိကိုတတိယရမယ်နော် စိတ်ချ ဒါတော့သမီးတို့ရေလေးသိန်းပြန်လာပြီ ဟာလေးသိကျင်လာပြီ ဒီမှာဟင်းနေပါလာတယ်ဒါတော့သမီးတို့တမင်းမစားသေးဘူးမလား လေသိန်းကိုစောင့်နေတာ ဒီလိုဖြစ်ရော မသိပါဘူးလေတဲ့ရနေ့လေကလေးထွက်သွားခုချိန်ကြီးကိုပြန်မလာသေးဘူး ညီတို့အဖေနဲ့တော့ခက်ပါလေကလေးတမင်းစားမှမသိမစားမှမသိအခုချိန်ကြီးကိုပြန်မလာသေးဘူးကဲတောင်းချနေပြီနော်စားလိုက်တော့ ရေတိုင်းနဲ့တူတူစားမယ်လေ ဟုတ်လေးသိန်းကစားလာပြီသမီးရဲ့ ဟုတ်လို့လား လေးသိန်းကဟင်းသွားချက်တာလေစားမှပြန်လာတာပေါ့လို့ကဲတော့နောက်ချနေပြီစားတော့ ဟုတ်ဟုတ် စတိုင်းမေဒီနေ့တော့အတိုင်းစားပြီ ကောင်းရဲ့လား ကောင်းတယ် ကဲအဲ့ဆိုရင်တော့ပြီးပကံနေထားခဲ့နော်မနေ့စာမွေးရှိသေးတယ်ဗလားကဲအောင်စားပါကြည့် အမေ
ဘက်ကနေဆေးရအောင်မယ်လေးတဲ့ ရှာရှိပြန်ပြီအေးကထားခဲ့ပါလေးသိန်းဆေးလိုက်ပါမယ်စားအရေးကြီးရနော်ကဲတော့ပါ နေပါပြောမလို့လေပြော နေပါလေမသိကြောင်စောင်းရတယ်ငါခေါင်းထဲမှာထက်ထားတဲ့ပတ်စံနေကြလားမလား နေရလေနေပါစအောင်ငါဘာကိစ္စယူရမှာ အော်မနေမယူတော့ဘယ်သူယူမှာလဲ အဲ့ကောင်ကနေပါနေထားမှပြီးတော့ငေါ့လာမဆွဆွဲနဲ့ အော်မဒီအိမ်မှာခိုးမဲ့သူဆိုတော့နေတယောက်တည်းရှိတာနေမခိုးတော့ဘယ်သူခိုးမှာလဲတဲ့ကတဲ့တော့သူ့ရံကိုကြောက်လို့လုံကြုံမဲ့ထပြီးခေါင်းထဲမှာထက်ဖွက်ထားပါတယ်ဘယ်ချိန်တော့ချောင်းနေလည်းမသိဘူးဟဲ့မမစပြန်ပြီ မရှိတော့ကုန်ပြီ ညစောဒီစလာရီလာဟဲ့အေးပတ်စံရလေဒီကလေးကြောင်းစိတ်နဲ့စုထားတဲ့ပတ်စံဟဲ့တင်လာရဲ့လောက်ကြလို့လက်ကြောတွေအောင်မလုပ်ချင်ဘူးဟိုအကြောင်းပြဒီအကြောင်းပြတယ်အိမ်မှာပဲအချောင်းနေအချောင်းသားကျင်တဲ့ကောင် အဲ့ကောင်ကနေပါစကားပြောတာလေ ငါပြောတာမဟုတ်လို့လားဟဲ့ဟမ်တာသမီးကြတော့ရှောင်ကြည့်တယ်အရက်ကြတော့တောက်တယ် နေပါစကိုပိတ်ထားလိုက်တော့ငါနားကြီးလာပြီဟာဒီကောင်မလေး ဟဲ့ငါပြောစရာရှိရတော့ပြောရနေရအောင်ဖေးတရားလုံးနေဒီဘာသုံးကြလို့လဲဟမ်နေတူကဒီအရက်တွေပဲတောက်တယ်အေးငါပတ်စံနဲ့တောက်တဲ့အရင်အမေးလေးပါစေတော့ ဟာဒီကောင်ကဝါဝါလို့ဟာ 你好突然了，谁了？那个别不能有谁了？လွယ်ပါလား ဘယ်တက်နိုင်မှလဲမေရဲ့ဒီပတ်စံတွေကိုတော့သူ့လက်ထဲကိုထပ်ပြီးအယောင်းမခံနိုင်တော့ဘူးဒါတွေကတားရှင်ပြဖို့အတွက်စုထားတာ ဝချွေးကြီးလိုက်တာဒီကလေး၃ယောက်ရဲ့တာဝန်ကြီးနေ့ပကုံးပေါ်တစ်သက်လုံးကြာနေတော့မှာပေါ့ ကြပါစီမေရဲ့ဒီကလေး၃ယောက်ကအသိရဲ့ဘဝသိရဲ့အသက်ပါသူတို့လေးတွေကိုပညာတတ်ကြီးတွေဖြစ်စေခြင်းနဲ့ဆင်းရဲတဲ့ဘဝကနေကျွတ်စေခြင်းနဲ့တိုင်အလုံးလုံးနဲ့တော့သူတို့လေးတွေကိုရှာကျွေးရအောင်ပါဒီပတ်စံလေးတွေကိုမိပဲတင်ထားပေးပါနော်မေ 是我想把你
ကလေးဟိုအစင်သစ်ချင်းစံချလိုက်မယ်လေဟိုဖြစ်ပါတော့မယ်ဖေဟာမိမောဟမ်ညဆောင်ကိုလင်းသွားရှာတော့အခုချိန်လေးမရောက်သေးပါလားဟဲ့အေးလေဘယ်ရင်းတော့နေလို့မသိပါဘူးခေါင်းရောက်ပြီတဲ့ဒီမှာရောက်ပြီအော်မင်းရလည်းဖြည်းဖြည်းလုပ်ပါကွာဖြတ်စားရှင်ဘယ်လေးလျှောက်သွားနေရလဲရှင်ဒီရက်တော့ခိုးတော့မရမတော့ပါဘူးအသိရလဲငါမောင်ကြီးလောင်းရဲ့ပြပါတိတော့ငါနားလဲပါလေဟောအနာထွက်နေရဆိုတာလည်းညတော့အချိန်လေးပြန်တက်နေလို့နေရလေဆောင်းတော့ညဆောင်းအရေးချောင်းဆိုရင်ဘယ်ပြောက်ပြောက်သွားမှမသိဘူးကိုလေးရှာလို့တော့သေးတာပေါ့ရှာတော့ရှာတော့အော်အစင်းနဲ့ဖြစ်ပါပြီဖေဟာကဲဒါဆိုလဲဆန်ချလိုက်ကြရအောင်နော်အိမ်နဲ့အကုန်အိမ်ငိုင်းတယ်လေဖေသားကြီးရတယ်ဒီလိုကြပြန်တော့တော်တော်ကြီးလို့ကောင်းတာပဲလက်ဆောင်ဟေးကိုကြီးလေးဖြစ်နေပြီလေစကားဘယ်လိုပြောနေရလဲအော်အေးကိုကြီးလေးကလေခုဆိုလို့ရှိရင်ဒါယောက်ျားလေးဘဝမှာအင်းမြတ်တဲ့သာသနာ့ဘောင်လေးကိုဖျားသားလို့ဖြစ်နေရောက်ရှိသွားပြီနော်ကိုကြီးလေးပြီးတော့တင်ချမ်းဝင်နေတဲ့ကာလအတွင်းမှာကိုကြီးလေးကကုသိုလ်တွေအများကြီးအောင်လုပ်ရမယ်နော်ဟုတ်ကဲ့ပါလေးလေးကိုကြီးလေးရေးသိလို့မခေါ်အောင်လေတခါကြီးလို့ခေါ်ရတယ်ဖြစ်လဲနေလိုက်တာတခါကြီးလို့လည်းခေါ်ခံခြင်းသေးသူကြည့်တယ်ဟဲ့ကိုကြီးခေါ်ကြည့်ပါဦးကိုကြီးလေးကောင်းပါပြီတခါကြီးကိုကြီးရဲ့တီလာနဲ့တိတ်ခါကိုစောင့်လေးပါမယ်ဟာတာရီတာကိုကြီးလေးကိုယ်စားလိုက်တာအတေးရင်သက်ချမယ်လေငါဘာတို့တီလာနဲ့ကိုခံယူစောင့်ကြည့်ပြီးတော့ရေသက်ချညတ်တမ်းပြီးဝရအောင်ဒီဒုက္ခဘုကာလိုက်ဆိုကြနော်ဤသို့ပြုရယတနာသည်သာသနာဒါယကတကားလေးကိုတင်သိမ့်သည်သူတော်မောင်အားသာသနာအမွေဝေစီခြင်းအလို့ငါမမသားလေးတို့